SD rank ပြီးလို့ရှိရင်ကြော်ညာပို့ပြီးတော့မှစေးကြီးလာတယ်ရင်တော့အဲ့ result တွေမကောင်းတော့ reach တွေကျလာတယ်ဟုတ်အားလုံးမင်္ဂလာပါကျွန်တော်ဝင်ပါဆိုတော့ကျွန်တော်ရဲ့ channel မှာကြိုးဆိုပါရစေဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးရမယ့်ဥစ္စာကကြောက်ကျွန်တော်တို့ဒီလာမယ့်2026မှာဆိုလို့ရှိရင်ဒီ digital marketer တွေနဲ့ရောပြီးလို့ရှိရင်ဒီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ရောဘာတွေလုပ်တင်လဲပြီးလို့ရှိရင်နောက်ထပ်ဒီ2026မှာဘယ် social media platform တွေမှာပို့ပြီးတော့မှဦးစားပေးတင်တယ်ဆိုတဲ့အကြောင်းလေးတွေနဲ့ပတ်သက်ပြီးပြောပြပေးရမှာပေါ့ဆိုတော့ဒီလိုအကြောင်းကမပြောပြခင်မှာဘာကြောင့်မလို့ဒီလိုမျိုးပြောဖြစ်လာလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီ2026မတိုင်ခင်2025ခရီးမှာကကျွန်တော်တို့ပြောနေကြကြားမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ digital marketer ကြားမှာရောပြီးလို့ရှိရင်ကျွန်တော်စောင့်နေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီစီးပွားလုပ်ငန်းရှင်ကိုနေနဲ့ပြောပြတဲ့အကြောင်းအရာမှာဆိုရှင်သူအနေနဲ့ညှိကြဆိုတော့သူအခုလုံးနေတဲ့ဒီ online ပေါ်မှာဒီ campaign တွေ run ရ SD run ရပြီးလို့ရှိရင်ကြော်ညာပို့ပြီးတော့မှစေးကြီးလာတယ်ရင်တော့အဲ့ result တွေမကောင်းတော့ reach တွေကျလာတယ်ဆိုတာမျိုးပေါ့လေဆိုတော့တစ်ချိန်တည်းမှာပဲသူကဒီ2025အကျော်2026မှာဆိုရှင်သူပို့ပြီးတော့မှဒီရင်းနှစ်တွေကထပ်ပို့ပြီးတော့မှစီးပွားရေးပို့ပြီးတော့မှတိုးချက်ချင်တာရှိရယ်ပို့ပြီးတော့မှမြင်မြင်ဆန်ဆန်သွားချင်တာမျိုးလေးရှိရယ်ဆိုတဲ့အစားမျိုးလေးပေါ့ဆိုတော့အဲ့အရာချားမှာဆိုလို့ရှိရင်အဓိကတော့သူအကောင်လုံးချားမှာတူညီတဲ့ကိုတူကရှိရယ်ကျွန်တော်2006မှာပို့ပြီးတော့မှကောင်းမွန်လုပ်ချင်တယ်ပို့ပြီးတော့မြင်မြင်ဆန်သွားချင်တယ်ဆိုတာမျိုးပေါ့ဆိုတော့အဲ့မျိုးသွားဖို့ဆိုလို့ရှိရင်ကျွန်တော်ကဒီအရင်ပြီးခဲ့တဲ့နှစ်တည်းကဘာတွေလုပ်ခဲ့လဲရယ်ပြီးလို့ရှိရင်ဘာတွေဖြစ်ခဲ့တယ်လဲရယ်ပြီးလို့ရှိရင်ဒီနှစ်မှာအဲ့အရာတွေကနေမှဘာလို့ဆင်ယူပြီးတော့မှပိုကောင်းလုပ်နေဆိုတာသိရဖို့လိုတယ်ကျွန်တော်2024ကိုတွားကြည့်လိုက်အောင်ဆိုတော့ကျွန်တော်2024ကိုတွားကြည့်မယ်ဆိုရင်ကျွန်တော်ဒီ2024မေလကုန်မှာဆိုရှင်ကျွန်တော်တို့ digital marketer ကြားမှာပြီးလို့ရှိရင်ကျွန်တော်တို့ဒီ online ပေါ်မှာစီးပွားရေးလုပ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေရောအဆုံးစုံပြောမယ်ဆိုရှင်မြန်မာနိုင်ငံလုံးကဒီ internet သုံးပြုနေတဲ့သူတွေ social media သုံးပြုနေတဲ့သူတွေကြားမှာလုံးဝဒီက shocking ဖြစ်သွားတဲ့ moment ကာလလို့ပြောလို့ရတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီမေလကုန်မှာကျွန်တော်တို့စပြီးတော့မှ VPN restriction တွေစဖြစ်တယ်။အရင်တော့ VPN ခံပြီးတော့သုံးရမလို့ရဲ့ social media app ချို့လုံးဝ VPN ခံပြီးသုံးရတဲ့အနေအထားတစ်ခုဖြစ်တယ်။ဆိုတော့ကျွန်တော်အနေနဲ့ကာလကိုခေါင်းစဉ်တရားမှဆိုရင်တော့ VPN adoption ကာလပေါ့လေ VPN စပြီးတော့မှအကျွမ်းဝင်ဖြစ်အောင်သုံးရတဲ့ကာလလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်မေလကောင်စပြီးတော့မှကျွန်တော်အရင်တော့ဒီ social media သုံးတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင် VPN စပြီးခံသုံးရတယ်တကယ်လို့ VPN မသုံးတတ်တဲ့သူတွေဆိုလို့ရှိရင်တိတ်ပြီးတော့မသုံးကြမျိုးတွေလည်းတွေ့ရတယ်ချိုးကြတော့လည်းလုံးဝ VPN သုံးဖို့အတွက်ကိုအချိန်ပြန်ယူရမျိုးပေါ့ဘယ် VPN သုံးရင်ကောင်းမလဲ free သုံးရင်ကောင်းမလား paid သုံးရင်ကောင်းမလားတကယ်လို့ free သုံးမယ်ဆိုရင်တော့ free VPN ကသူသုံးလို့အဆင်ပြေဆုံးလဲဆိုတဲ့အစားမျိုးပြီးလို့ရှိရင်လည်းဘယ်လိုသုံးမလဲဆိုတဲ့အစားဆိုတော့အချိန်ကာလတစ်ခုကအဲ့အချိန်မှာတော်တော်လေးယူလိုက်ရတယ်ယူပြီးတော့အဲ့ကာလမှာကျွန်တော် rank ရဲ့ကြော်ညာရေးဆိုလို့ရှိရင်လည်းကျွန်တော်ဒီဘက်မှာဆိုလည်းကြော်ညာ rank တဲ့ကာလမှာဖွင့်ထားတဲ့ campaign တွေရှိတယ်ဆိုတော့အဲ့ချိန်မှာကျွန်တော်စီးတော်တော်လေးကြီးတာမျိုးလေးတွေ့ရ reach တွေကျသွားမျိုးလေးတွေ့ရအထူးကတော့ဒီ VPN ပြဿနာဖြစ်သွားတဲ့အချိန်မှာအဓိကဘယ်မှာသွားပြီးတော့အကြီးမားဆုံးတက်ရောက်မှုဖြစ်လဲဆိုရှင်ကျွန်တော် Facebook user တွေကျမှသွားပြီးအကြီးမားဆုံးတက်ရောက်မှုဖြစ်တယ်ဘာလို့ဆိုအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်တွေကာလရဲ့မှာ Facebook ကလုံးဝတောက်လျှောက်မြန်မာပြည်မှာပြောရမယ်ဆိုရှင်ဖုန်းကောက်ခံလိုက်တာနဲ့ Facebook ကောက်ဝင်လိုက်တဲ့သူတွေအများကြီးပဲဆိုတော့အခုကအဲ့လိုမျိုးလွယ်တယ်လင်းသူကောက်ဝင်လို့မရအောင်ပဲနဲ့ VPN ခံရတယ်တကယ်လို့ VPN မရှိရင် Facebook သုံးလို့မရအောင်ဆိုတဲ့နေတာတခုမှာ Facebook မှာ reach တွေကျသွားတယ်လူတွေပျောက်သွားတယ်ဆိုတော့ဒီမှာဆိုရှင်ကျွန်တော်တို့ဒီ data report တွေထုတ်တဲ့ဒီ digital report 2025 February လ report ရဆိုလို့ရှိရင်သူက2024 February နဲ့ရှင်လို့ရှိရင်2025 February မှာကျွန်တော် Facebook reach ရောက်နိုင်တဲ့လူရေအတွက်ပမာဏ30%လောက်ကျသွားတယ်လို့ပြောတယ်ဆိုတော့ကျွန်တော်တို့ဥပမာပြောမယ်ဆိုရင်တော့ကျွန်တော်2024 February လမှာကျွန်တော်တို့ဘယ်လိုပြောမလဲ target ပြည့်လို့ရောက်နိုင်တဲ့လူရေအတွက်က100ရှိလို့ရှိရင်2025 February လမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပဲရှိရမယ်80ပဲရှိရမယ်30လုံးကပျောက်ထွက်သွားတယ်ဆိုတော့အဲ့မှာဘယ်မှာသွားပြဿနာတက်လဲဆိုရင်ကျွန်တော်တို့ဒီ organic content တွေတင်တဲ့သူတွေပဲရှိရယ်သူအနေနဲ့ post တွေတင်တယ်ဆိုတော့အနေထားတစ်ခုမှဆိုရှင်သူအနေနဲ့အရင်တော့လောက် content reach တွေမရတော့ဘူး reach တွေထိုးကြလာဆိုတဲ့မျိုးလေးဖြစ်တယ်ပြီးရင်နောက်ထပ်တစ်ခုကကြောက်ကျွန်တော်တို့ဒီ journal run နဲ့ social media ပေါ်မှာ SD run နဲ့ campaign run နဲ့ကျွန်တော် digital marketer သူတွေအတွက်ဆိုလို့ရှိရင်လည်းဈေးပိုကြီးလာတယ်ဘယ်လိုဈေးပိုကြီးလာလဲဆိုရှင်ကျွန်တော်ဥပမာပေးရမယ်ဆိုရှင်ထားပါအောင်2024မေလမတိုင်ခင်မှာကျွန်တော်တို့ journal run နဲ့ run ချိန်မှာကျွန်တော်က USD ဒေါ်လာ103လို့ reach 1000ရောက်တယ်ဆိုလို့ရှိရင်ကျွန်တော်သုံးလိုက်တဲ့ budget ကတယောက်တက်သုံးလိုက်တဲ့ cost per result က 0.01 ဒေါ်လာပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ2024မေလနေစပြီးတော့မှဒီ2025 February
2025 February မဟုတ်အခု2026အထိကျွန်တော် VPN တွေဖြစ်နေအောင်မယ်ဆိုတော့ဒါဟိုကျွန်တော်တို့ဒီချိန်မှာဒေါ်လာ100သုံးလိုက်လို့ရှိရင်ရောင်းနိုင်မဲ့ reach က1000မရှိတော့ဘဲနဲ့ခုန30% ကျောက်သွားချိန်မှာကျွန်တော်တို့9000ပဲရှိတော့တယ်9000ပဲရှိတဲ့အချိန်မှာကျွန်တော်ပြန်ပြီးတော့အကောင့်ပြန်ပြီးတွက်ကြည့်မယ်ဆိုလို့ရှိရင် cost per result က 0.014 ဒေါ်လာဖြစ်သွားတယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့40ရာခိုင်နှုန်းတော့ကျွန်တော်တို့ cost ကဈေးကြီးသွားတာကကျွန်တော် Facebook ပေါ်မှာလုံးဝအဓိကဖြစ်သွားတဲ့ပြဿနာပေါ့ဆိုတော့ဒီကိစ္စကအခု VPN ဒီအခုလက်ရှိချိန်ထိလည်းပြဿနာဖြစ်နေသူတွေဒီကောင်ကရှင်းနေမှာပဲဒါပေမဲ့ကျွန်တော်တို့ဒီ data report တွေကပဲထုတ်တယ်ဒီ2025အောက်တိုဘာလ report ရဆိုတော့ Facebook reach က2025 February ထက်စာရင်တက်တန်းတော့ပိုများလာ reach တက်တန်းလူရောက်တက်တန်းတော့ပိုများလာလို့ report လုပ်ထားတယ်ဒါပေမဲ့ကျွန်တော်စဉ်းစားတင်တာပေါ့လေဘာလို့ဆိုတော့ဒီတိုးလာရဲ့တက်တန်းကကျွန်တော်တို့ဒီ Facebook က new user new reach တက်တန်းတာဒါမှမဟုတ်ကျွန်တော်ဒီ2024မေလမှာ VPN နဲ့စဖြစ်ပြောရောမှပျောက်သွားတဲ့သူတက်တန်းပို့ပြီးမှပြန်တက်လာလားပေါ့လေဆိုတော့ဖြစ်နိုင်တာကတော့ကျွန်တော်တို့ဒီခုနက VPN နဲ့စဖြစ်တဲ့ကာလမှာလူတွေအနေနဲ့ဟို VPN တွေမတုံးတတ်ဘူးတုံးဖို့ခက်တယ်ဆိုပြီးတော့မှ Facebook မတုံးကြတဲ့သူတွေအနေနဲ့ဒီအချိန်တစ်ခုကြာလာတဲ့အချိန်မှာ VPN တွေတုံးရအဆင်ပြေလာတယ်ပို့ပြီး join ဝင်ဖြစ်လာတဲ့ကာလမှာ Facebook ပေါ်ရောက်လာတာပို့ပြီးများနိုင်တယ်ဆိုတော့ဟိုအဓိကကတော့ Facebook က reach တွေပို့ပြီးတော့မှအရင်ကထပ်ပို့ပြီးများလာတဲ့ထက်စားလို့ရှိရင်သူအနေနဲ့အရင်ရှိခဲ့ reach level ကိုသူနဲ့ပြန် recover လုပ်တဲ့ကာလလို့ကျွန်တော်ကတော့မြင်တယ်ပေါ့လေအဲဆိုရှင်တော့ဒီ TikTok ပေါ့ TikTok ကရောဒီနှစ်စဉ်မှာသူ့ရဲ့ year over year growth ကဒီပို့ပြီးတော့မှများလာရဲ့အချိန်မှာဒီ data report တွေကပဲသူအစီအခံထားရဲ့ဒီ2025အောက်တိုဘာလ report ရမှာဆိုလို့ရှိရင် TikTok မှာဒီအောက်တိုဘာ2025ရဲ့ဒီရောက်နိုင်တဲ့လူဦးရေပမာဏ reach ပမာဏကကျွန်တော်အခုဆိုရှင်23တန်းရှိပါပြီ23တန်းဆိုတာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာ internet သုံးစွဲသူလူဦးရေရဲ့ထက်ဝက်ကျော်လောက်ကိုသူက cover လုံးဝလုပ်ပြီးပါပြီဆိုတော့ဒီကောင်ကတွား Facebook ပေါ်မှာတွား Facebook ရဲ့ reach နဲ့တွားရှင်းမယ်ဆိုလို့ရှိရင် Facebook reach ကကျွန်တော်တို့ဒီ2025အောက်တိုဘာဆိုရောက်နိုင်လူဦးရေကကျွန်တော်တို့14တန်းပဲရှိတယ်14တန်းဆိုတော့ကျွန်တော်တို့ခုန23တန်းဆိုရှင်သူက800ခန်းလုံးကျော်လောက်တော့ Facebook ရဲ့ reach တဲ့800ခန်းလုံးကျော်ပိုပြီးများနေတယ်ပြီးတော့ဒီ TikTok ကသူ့မှာဘာပို့ပြီးတော့အားသာချက်ကဘာပို့ဖြစ်သွားလဲဆိုလို့ရှိရင်သူက VPN တော့သုံးရမလို့ပါပဲဆိုတော့တကယ်လည်းကျွန်တော်ဒီ VPN စပြီးတော့ restriction စဖြစ်တဲ့ကာလတွေမှာလူတွေနဲ့ဒီ Facebook ကနေဘယ်ကိုသွားကြလဲဆိုရှင် TikTok ပေါ်ပို့ပြီးတော့အများကြီးပြုံလာကြဆိုတော့ဒါကကျွန်တော်အခုလုံးနေရလုံးမှာဆိုရှင်ကျွန်တော်တို့ဒီ targeting တွေဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ target audience တွေတော်တော်များများက Facebook ကပျောက်သွားပြီးတော့မှသူအနေနဲ့ migration လုပ်ပြီးတော့မှကျွန်တော်ဒီ TikTok ပေါ်ရောက်လာကြတယ်ဟိုအဓိကခုနကလူတွေကအလုံးမရှုပ်ဘူးလုံးမရှုပ်တာ VPN သုံးကြမလို့ဘူးဟို line နေပြုတ်ကြဘူးသူအနေနဲ့ video လုံးဝ scroll လုပ်ပြီးတော့မှ AC ကြည့်နေလို့ရတယ်ဆိုတဲ့ data တစ်ခုမှာသူ့ရဲ့ TikTok ကတော်တော်လေးကိုရှေ့ပြေဖြစ်သွားပြီပေါ့လေဆိုတော့အဲ့ရှေ့ပြေကဒီ2026မှာဆိုရှင်လေ TikTok ကသူကလုံးဝဒီခုနကရောက်နိုင်တဲ့ reach ပမာဏအရေးအတွက်ရောပြီးရရှိသူ့ရဲ့ဒီခုနပြော VPN ဘယ်လိုပဲသုံးလို့ရရဲ့အခက်အခဲမရှိသုံးလို့ရရဲ့အနေအထားတစ်ခုရယ်ဆိုတော့သူကရှေ့ပြေကိုဖြစ်နေမှာနောက်ထပ်နံပါတ်2ချက်စဉ်းစားရမယ်ဆိုတာဘာလဲဆိုရှင်အဓိက content ဆိုတော့ digital လောကပြီးလို့ရှိရင်ဒီ social media လောကမှာဆိုရှင်လူပြောများဆုံးတော့ဒီဟို content is king content အရာပဲ content ကောင်းတော့ပေါက်တယ်ရောက်တယ်ဆိုတာမျိုးပေါ့လေဒါပေမဲ့အကောင်ကဒီ2026မှာဆိုရှင်နည်းနည်းတော့စဉ်းစားမယ့်အရာတစ်ခုဖြစ်လာတယ်ဘာလို့ဆိုတော့ဒီ social media တိုင်းမှာသူ့ရဲ့မတူညီရဲ့ algorithm တွေပြီးလို့ရှိရင်သူ့ရဲ့မတူညီရဲ့ policy တွေရှိရပေါ့လေရှိတဲ့အချိန်မှာဆိုရှင်ဒီ Facebook ပေါ်မှာဆိုရှင်ကျွန်တော်တို့ကအရင်တော့ဒီ content ဟို10ခုတင်လို့ရှိရင်10ခုကသူတူညီရဲ့ reach ရလိမ့်မယ်ရကောင်းရလိမ့်မယ်ပေါ့လေဒါပေမဲ့အခုချိန်မှာ Facebook ကဘယ်လိုမျိုးပို့ပြီးဦးစားပေးတာဆိုတော့ quantity တက်စားရရှိတော့ quality ပို့ပြီးဦးစားပေးတယ်ဆိုတော့အရင်တော့ဆိုရှင်ကျွန်တော်တို့အမြဲပြောနေကြဟိုရှိရယ် page တစ်ခုနေနေဆိုရှင်အမြဲဒီနေ့ကို content တစ်ခုနှစ်ခုလောက်ကအမြဲတင်ရနိုင်တော့တင်ဆိုပြီးတော့မှကျွန်တော်ပြောရယ်ဒါပေမဲ့အခုအဲ့ဟာကကျွန်တော်တို့နည်းနည်းပြန်သုံးသပ်အောင်မယ်ဘာလို့ဆိုတော့ဟိုဒီနောက်ဆုံးကျွန်တော်သိရတဲ့ဒီ Facebook algorithm များဆိုရှင် Facebook ကသူကတကယ်လို့ content 10ခုတင်တယ်ကိုက10ခုတင်တဲ့အချိန်မှာ content ဟိုထားပါ5ခုလောက်မကောင်း6ခုလောက်မကောင်းဆိုရှင်သူကနောက်တင်တဲ့ content တွေသူကတိတ်ပြီး reach မပေးအောင်ဘာလို့ဆိုတော့သူကအရှိမတင်လာတဲ့ content တွေကသူက performance မကောင်းဘူးလူတွေတိတ်စိတ်ဝင်စားဘူးဆိုရဲဥစ္စာနဲ့ဟိုလောက်လိုက်တဲ့အချိန်မှာဆိုသူကနောက်ထပ်လာတဲ့ content တွေသူက reach တွေချပစ်လိုက်အောင်ဆိုတော့ခုနပြောခဲ့သလိုပဲသူက content ဆက်ဆံ quality ကိုပို့ပြီးဦးစားပေးလာတယ်တစ်ဖက်မှာကျတော့ TikTok ကကျတော့ဘာကောင်းလဲဆိုရှင်သူကဟိုကိုတင်လိုက်တဲ့ content တွေက potential reach အတူတူပေးတယ်ဥပမာဖြစ်အရင်တော့ထားပါကိုကဟို content ကိုခုတင်တဲ့ချိန်မှာ reach တွေအဲ့လောက်မကောင်းဘူးပြီးလို့ရှိရင် views တွေအဲ့လောက်မကောင်းဘူးဆိုပြီးတော့မှသူက TikTok နောက်ထပ်တင်တဲ့ video တစ်ခုကိုသူက reach ချပြလိုက်တယ်မရှိဘူး
သူကခုနပြောတော့ကိုယ့်ရဲ့ video က relevant ဖြစ်နေသူတွေကောင်းနေသူတွေသူက reach ကိုပေးဆိုတော့ဒီမှာစဉ်းစားစရာဖြစ်သွားပြီကျွန်တော်တို့ဒီ content တွေကိုကျွန်တော်တို့ဘယ်ကိုပို့ပြီးတော့မှဦးစားပေးပြီးတင်တင်တယ်ဘယ်ဟာပို့ပြီး aside ထုတ်ပြီးတော့မှ content တွေလုပ်တင်တယ်ဆိုတာကျွန်တော်စဉ်းစားမယ်အနေထားတစ်ခုဖြစ်တယ်ဆိုတော့that's it ဒါကကျွန်တော်ဒီခုနပြောခဲ့သူအရှိမပြောခဲ့သူပဲကျွန်တော်အနေနဲ့ဒီ video ကြည့်နေတဲ့သူတွေအတွက်ကိုကျွန်တော်ဟို data အကြောင်းပြောပါရယ်ဘာဖြစ်ခဲ့လဲဆိုတော့မှ data နဲ့data နဲ့ပြောပြပါရယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒီဘာအားသာချက်ရှိလဲဘာအားနည်းချက်ရှိလဲဆိုတာကိုသိအောင်ပြောပြပေးပါရယ်ဆိုတော့အခုဒီ video လေးပြီးတော့မှာဆိုတော့အခုချိန်လောက်ဆိုရှင်ဒီ video ကြည့်နေသူတွေနဲ့ဒီ2026မှာဘယ် platform ကိုပို့ဦးစားပေးတင်တယ်ဘာလုပ်တင်လဲဆိုတော့ဟိုရောက်ရမယ်လို့ကျွန်တော်ညွှန်နေပါတယ် but ကျွန်တော်ဒီ video ရဲ့နောက်ဆုံးမှာ video ဆုံးသည့်ကြည့်ပေးရတော့မလို့ကျွန်တော်အနေနဲ့ဒီ pro tip တစ်ခုပေးရတယ်အဲ့ဒါလေးကိုလည်းတစ်ချက်နောက်ပြောပါပါ pro tip ကဘာနဲ့ပတ်သက်ပြီးပေးမှာလဲဆိုတော့အဓိက content ပေါ့ content နဲ့ social media platform ဘယ် content ကိုဘယ်မှာတင်မယ်လဲဆိုတဲ့စာမျိုးပေါ့လीဆိုတော့ဒီမှာဆိုရင်ကျွန်တော်ရှေ့ကအပိုင်းမှာပြောခဲ့သလိုပဲအဓိက Facebook ကနောက်ပိုင်းသူက connected ဆိုင် quality ပိုဦးစားပေးရယ်ဟိုတစ်ဖက်မှာကျတော့ TikTok ကကျတော့ quantity များလို့ရတယ်အဓိက quality ရှိရင်ရှိသလိုသူကမျိုး reach ပေးရယ်ဟို algorithm ကသူ့အနေနဲ့ပိုပြီးကောင်းတဲ့ content ကိုပိုပြီး reach များရောက်တယ်ဆိုတဲ့ဥစ္စာမျိုးနဲ့သူကပေးရတယ်ဆိုတော့ကျွန်တော်တို့ဒီဟာဘယ်လို balance ချမလဲပေါ့လေဆိုတော့တော်တော်များများခုနပြောသူဟိုဒီအကြောင်းအသိသွားတဲ့အချိန်မှာတော့ပြီးငါ Facebook ဘာမှမတင်တော့ဘူးတတိုင်းတောင်နည်းနည်းပဲတင်တော့မယ်ဆိုတာမျိုးဟိုလောက်ကြမဲ့သူတွေရှိမှာဆိုလို့ပေါ့လေဆိုတော့တကယ်ကကျွန်တော်အနေနဲ့ဒီကိုယ့်ရဲ့ resource တွေအားလုံးကိုတစ်ခုထဲမှာပဲထားရတဲ့စားလို့ရှိရင်ဖြန့်ထားတာပိုကောင်းတယ်ပေါ့လေဆိုတော့ဘယ်လိုမျိုးလုပ်တင်လဲဆိုလို့ရှိရင်ကျွန်တော်ကြံပေးရမယ်ဆိုရင်တော့ဒီကိုယ့်အနေနဲ့ကိုယ်မှာ video content တွေရှိရဆိုလို့ရှိရင် Facebook ပေါ်မှာအရင်မတင်ဘဲနဲ့ TikTok ပေါ်မှာအရင်တင် TikTok ပေါ်မှာထားပါဦးကိုကဒီ live မှာတင်ဖို့အတွက် video က၄ခုလောက်ရှိတယ်၄ခုလောက်ရှိလို့ရှိရင်အဲ့၄ခုလောက်ကို TikTok ပေါ်မှာအရင်တင်ကြည့်ပြီးတော့အခြေတစ်ခုပေးပြီးတော့မှဘယ် video က performance ကောင်းတယ်လူကြည့်ပုံများတယ်ပို့ပြီးမှ reach ရောက်တယ်ဆိုတာကိုအမှပြန်ပြီးဆန်းစစ်အမှပြန်၄ခုမှာ2ခုလောက်ကပို့ပြီးကောင်းတယ် reach တွေတော်တော်လေးကောင်းတယ် views တွေများရဆိုရှင်ကျွန်တော်အဲ့2ခုယူပြီးတော့ Facebook ပေါ်မှာအဲ့2ခုသွားတင်အဲ့လိုမျိုးလုပ်လို့ရတယ်ဆိုတော့ခုနဟိုလုံးဝ Facebook မှာမတင်တော့ဘူး TikTok ပေါ်မှာတင်တော့မယ်ဆိုတော့ဆိုမျိုးမလုပ်ဘဲနဲ့အဲ့လိုမျိုးလုပ်ချင်အားဖြစ်ဆိုလို့ရှိရင်ကျွန်တော်ကဒီခုနကကိုရဲ့ဒီ TikTok ကိုကျွန်တော်က testing ground တစ်ခုအနေနဲ့ထားလို့ရတယ် test လုပ်မယ် TikTok ပေါ်မှာပြီးလို့ရှိရင် Facebook ပေါ်မှာတွားပြီးတော့မှတကယ်တွားပြီး result ရအောင်ကျွန်တော်တွားပြီးတင်တဲ့ပုံစံမျိုးဒါပေမဲ့အဲ့လိုမျိုးပြောသည့်တိုင်အောင် TikTok ပေါ်မှာလည်းကျွန်တော် result ကရနေဦးမယ် right ဆိုတော့အဲ့လိုမျိုးလုပ်ကြည့်ပါပြီးတော့ဒီမှာတော်တော်များပြောလိမ့်မယ်ကျွန်တော်ကပုံမှန်အဖြစ် Facebook ပေါ်မှာဟို content တွေကိုဒီတိုင်း post test နေတယ်ပဲတင်တာ video တွေမလုပ်ဘူးဆိုတာမျိုးပေါ့လေဆိုတော့ဟိုကျွန်တော်ဟိုပုံမှန်နေကြံပေးရကျွန်တော်ဒီ2016မှာဆိုလို့ကျွန်တော်အနေနဲ့ဒီအကုန်လုံးပေါ့ digital marketer ရောဒီစီးပွားရေးလုပ်ငန်းရှင်တွေရောကျွန်တော်အနေနဲ့ဒီ video content တွေ try ဖို့အတွက်ကျွန်တော်ကြံပေးခြင်းတယ်ဘာလို့ဆိုတော့ဒီကောင်ကအခုနောက်ပိုင်းမှာလူရဲ့ attention ကဟိုစာရေးဖတ်ရရစာရှည်ရေးဖတ်ရရ post တွေဖတ်ရတဲ့စာရှည် video reels တွေကိုဥပမာပြ30 second video 1 minute video လေးကြည့်လိုက်တာပို့ပြီးတော့မှတို့အတွက်ပို့ပြီးတတောင်းတတာဖြစ်တယ်ပို့ပြီးတော့လည်းဆွဲရပေါ့လေဆိုတော့အဲ့လေးတစ်ချက်ဆန်းဖို့အတွက်ကျွန်တော်အနေနဲ့အကြံပေးရင်ဒီ video ဒီမှာပဲရှင်းလိုက်ပါမယ်ဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်